ကျွန်တော်ဒီအင်္ဂလာတော့ပြန်ပူးသွားပြီဆိုတော့ဆိုင်မဲ့ဒေတာတစ်ခုလောက်တော့သွားကြမယ်ဗျာ Hayabusaပြန်ရတဲ့ဖခင် escape နဲ့ပြန်တူ fan slash with rebound ချပေးရတော့လည်း AOG ပြန်ပြီးတော့ကိုကြီးကားနေတဲ့ခိုင်တဲ့တူတော့နောက်မှလည်းနောက်လျှောက်ပါတဲ့ကတည်းကဘာလို့လဲမကပ်ဘူးနဲ့ first ball ပြန်ပေးရတယ်ပြီးစက်ပြန်ရတဲ့ခိုင်တော့ တိုင်းချိန်တွင်းမှာတော့ကျွန်တော်ဒီ objective ကပြန်ဆောက်ရမယ်သုံးတဲ့အတိုင်းပဲဒီခုနကလိုမျိုးချိန်တွေမှာပြန်ဆောက်ဖို့လည်းလုပ်ရမှာဗျာ ကဲတောက်လျှောက်ပဲเนาะတောက်လျှောက်ဆိုတော့ AOG ပြီးတာဆိုတော့ Cherokee ပြန်ပိုင်းတာပြန် bonus တီကြားထဲမှာ final Christian Fury Samurai ကပြီးအဆုံးသတ်ပြီးနေနေပဲ Cherokee တကောင် push တဲ့အရာလေး spotlight နဲ့ပြန်ပြီးတော့ကျူလာပြီးကတော့ဆိုင်ပါတဲ့ကတည်းက round with tap ဝဲမှာအဲ့တော့ tap ပူတဲ့ဆိုဘယ်တိုင်းမှာ2 minute ထိနေတယ်ဒီကြားထဲ first step 3 minute ထိတယ်တော့တော့ပဲ round with of Fury spotlight ကို tap ပြီးအဆုံးသတ်တဲ့မှာရှောင်းရ Cherokee လေးပြန်ပြီးတော့ပဲ 5 minute ကနေကတည်းကမက်ဆီလိုက်ထူလာရတယ်ပဲတတ်တာနဲ့ဟိုက e-sport ဆက်ပြီးတော့သိမ့်ပိတ်ထားနိုင်ခဲ့ပါပြီဟိုဒီ e-sport နဲ့လည်းတော့ဒီဟာတော့တစ်ချက်မမမရတယ်ချင်းချင်းနဲ့ပဲဒီလို American က3 man ကပူနေတဲ့ကြားထဲ HP ပြတ်တော့ slash ပါလာခဲ့ပဲအဲ့ဒါရှောင်းရောက်တက်ပြီးတော့အဆုံးလိုက် MP ချက်ကုန်လာရတယ်ပဲ တပြီးတော့ပြီးရတဲ့နောက်မှာ final Christian မှာတပြီးတော့ထိုးနေနေပဲမရက်မဲကောင်တော့ကာဖို့ကတော်တော်လေးတော့မလွယ်တော့ဘူးဗျာ ဒါကလေးနောက်ကိုရောက်ဖို့ကြိုးစားစီပြီးပဲပြန်ပြီးဝင်တော့ကျွဲ cross over တက်ပြန်ဖွင့်သွားတယ်ဗျာ Yori dash ပေးလိုက်တယ်ပဲ Samuel about boy petrified 3 man control Cherokee ကိုပိုင်းလိုက်တယ်ပဲ Belgium ကိုပြန်ရလိုက်သေးတယ်ဗျာ ဒါနဲ့ spotlight နဲ့ပြန်ပြထားဖို့တော့ကြိုးစားရတယ်ပြတ်ပါမလားသိတဲ့တော်လေး round တော့ပြန်ပြလိုက်တဲ့ back ကပြန်ကြုံ3 man နဲ့ Messi ထိုင်ခဲ့ damage အောက်မှာ super bad ကောင်တက်ပြီးတော့ပြန်သားကြရတဲ့ AOG တော့ရှောင်းလိုက်ပါလိုက်တဲ့ကတော့ black able နဲ့ပြန်ချဖို့တော့မရနိုင်ဘူး1 for 1နဲ့ရှောင်းရန်တက်ချဖို့တော့ရှိနေတဲ့ကတော့ Elita ကျွန်တော်ကြီးကတက်ကြည့်တော့ရှောင်းယူပြီးပြသနေတဲ့ back ကနေမကဘူးတော့မှာပြန်ပြီးတော့ပြေးခဲ့ရတော့ပြင်စက်ပြန်ချလို့1 for 3 trade ပါတော့ Christopher ရိုက်ခွဲနေတဲ့ best of 3 series game number 1ကို EA Esport ဦးဆောင်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်